နိုင်တူစရာမရှိသောမြတ်တာအမေရဲ့နှွေသောရင်ငွေနဲ့ကိုတားပြန်လာခွင့်ရခြင်းမီညညဆိုအမေချော့တိုက်တဲ့တေးသွားလေးတစ်ပုတ်ပြန်လဲကြရအောင်အမေကိုညတိုင်းဥခိုင်အမေကျေးဇူးတရားတားတဲ့နေ့မှပြန်ဆက်ခွင့်ကိုသာတားဘဝမှာအမျော်လင့်ထားဆုံးရာလွမ်းလို့ရဲ့မငိုလိုက်တဲ့အမေမိဘမြည်ရင်ကြွေမှာဆိုတဲ့တားလိမ္မာတယောက်ဖြစ်ချင်တယ်အမေရင်ကိုစိုးသွားခဲ့သူတားလဲတဲ့နေ့မှမပြောပါဘူးအမေတားယုံကြည်ချက်အမှုပညာဒီလမ်းမော